ဒါမို့လို့ဒီပုဂ္ဂိုလ်နဲ့ပေါင်းလို့အကုသိုလ်တွေတိုးပွားမယ်ကုသိုလ်တရားဆုပ်ယုပ်မယ်ဆိုရင်နှပေါင်းမှနဲ့အနေချောင်လည်းမပေါင်းနဲ့ချမ်းသာလည်းမပေါင်းနဲ့ဒီပုဂ္ဂိုလ်နဲ့ပေါင်းလို့ကုသိုလ်တရားတွေတိုးပွားလာမယ်အကုသိုလ်တွေဆုပ်ယုပ်မယ်ဆိုရင်တော့ဘလောက်ဆင်းရဲပေါင်းလိုက်တယ်ရှင်းသလားကဲဒါတပိုင်းအဲ့တော့ခုနနှစ်ပိုင်းကတော့မှတ်မိပါပြီနော်အဲ့ဒါအားလုံးအကျဲချက်လိုက်ရင်လေးပဲအိမ်ရောက်တော့မှစဉ်းစားတော့နော်အချိန်ငဲ့ပြီးတော့ဦးဇင်းတို့ပြောစရာလေးတွေရှိလို့နော်အဲ့တော့နောက်တစ်ခုကဆွမ်းပိုင်းကိုပြောတော့ဒီအာဟာရဒီဆွမ်းကိုသုံးဆောင်လို့မိမိအတွက်အာကုသိုလ်တိုးပွားမယ်ကုသိုလ်ဆုပ်ယုပ်မယ်ဆိုရင်အဲ့ဒီဆွမ်းမစားနဲ့ရှင်းသလားဆိုတာပြောသလိုဘုန်းကြီးစားကောင်းလားဖြေရတော့ခဲ့တယ်ဟမ်ဘုန်းကြီးဆုံးကပ်ပြီးသူတို့ကမေးတယ်ဘုန်းကြီးဘယ်နဲ့တော့စားကောင်းလားကောင်းတယ်ဆိုရင်ငါလောဘနဲ့စားတယ်ဖြစ်တော့ဟမ်မကောင်းဘူးဆိုရင်ဒါပြင်အဲ့ဒီဆုံးအာကုသိုလ်ဇုံကြီးဖြစ်တော့အသင့်တင်ပါပဲနော်မကျေနပ်ချင်ဘူးအဲ့ဒါဒီလိုတော့အာရပါရစားမှကြိုက်တယ်ဒီဝမ်းကဒီလောက်ပဲစမ်းတာဘယ်တတ်နိုင်မှာတော့ရှင်းသလားသဘောပေါက်သလားအာရပါရလွေးနေတော့ဘုန်းကြီးကလောဘကြီးနဲ့တခါနဲ့ဘုန်းကြီးဆုံးဝိုင်းလေဟိုတုန်းကကြုံမှုတဲ့အိမ်မှာခဏကတ်တယ်ငယ်တုန်းကအမေနဲ့အဖေကဖြစ်နိုင်ရင်လားစဉ်လောက်နီးလို့ကိုအိမ်မှာတော့တန်ခါအပန်း20 30လောက်ကတော့ဘာပစ္စည်းမှငားစရာမလိုဘူးအိမ်ကကတ်လို့ရတယ်အမေကဝါသနာပါတယ်အဲ့တော့ကတ်လိုက်ရင်လည်းငါလည်းဘုန်းကြီးတွေကကြိုတင်အော်ဒါမှာထားတာရှိတယ်ကြက်သားလေးကိုဘယ်လိုချက်နော်ဝက်သားလေးဘယ်လိုလုပ်ပေါ့ဆိုတော့ဘုန်းကြီးဆုံးဝိုင်းပြီးသွားရင်အယိုးတွေကိုဘုံလို့ဟမ်ဝေသားလေးပြီးဘလူးစည်းတဲ့အတိုင်းပဲကြည်ရတာအာရပါရဆိုလူတဲ့လူကတော့ဝမ်းသာနေတာဗောဒါပေမဲ့ဒီစားနေတဲ့ပုဂ္ဂိုလ်ကုသိုလ်ဖြစ်လားအကုသိုလ်ဖြစ်လားငယ်တော့ကကိုလည်းမသိရတော့ဟာဘုန်းကြီးတွေစားကောင်းတာကောင်းတယ်လုပ်နေတာဘယ်ဟုတ်မှာတော့ဒီဆုံးကအကုသိုလ်တိုးတဲ့ဆုံးရှင်းလားသဘောပေါက်သလားတချို့ကဘာဟင်းလေးပါမှစားမှာဟိုဟာမကြိုက်ဘူးဒါမကြိုက်ဘူးဘုန်းကြီးလူတာစားကြိုက်တယ်မကြိုက်ဘူးပြောမနေနဲ့မကြိုက်ဘေးအသာကထားလိုက်ရှင်းသလားသဘောပေါက်သလားအဲ့တော့အားလုံးသမင်းစားလဲဘာဖြစ်အောင်စားမလဲအားလုံးသမင်းစားလဲဘာဖြစ်အောင်စားမလဲပြန်ဒါပြန်တတ်လို့ပဲစားကြည့်လို့လားသစ်သီးစွန်းမဲ့စားရအောင်ဟမ်တချို့ကမီလွတ်သစ်သီးစွန်းရလို့မရှိဘူးဆွန်းဟာဆွန်းပဲပိန်ဒပါတန်ဆိုဆွန်းဟာဆွန်းပဲသစ်သီးကိုဆွန်းလို့တတ်လို့မရဘူးရေကိုဆွန်းလို့တတ်လို့မရဘူးရေဟာဥဒကေပဲရှင်းသလားသစ်သီးကဖလားပဲသူ့ဟာနဲ့သူ့နာမည်နဲ့သူရှိပြီးသားဘာမှဆွန်းလာတတ်လို့မရဘူးဆွန်းဟာဆွန်းပဲအဲ့ဒါကိုရောက်ဦးကြောင်ကြဗုဒ္ဓဘာသာနေနဲ့တွေ့တော့ဒုဘုန်းကြီးကရေစွန်းမဲ့ဖုံးပေးတာယူနေလို့ဖြစ်နေမယ်ရှင်းသလားဝိနည်းမှလည်းမရှိဘူးစည်းကမ်းမှလည်းမရှိဘူးဆွန်းရလို့ခေါ်စရာလည်းမရှိဘူးဆွန်းအားဆွန်းမဲ့ရှင်းသလားဘုရားကပြောထားတဲ့ထဲမှာပါပြီးသားဆွန်းမစားပဲကျင့်တယ်ဒါလွဲမားတဲ့ကျင့်တစ်ထပ်ပဲစားပြီးတော့တနည်းအားဖြင့်တစ်လုပ်ပဲဆွန်းတအိမ်ပဲဆွန်းခံတယ်တစ်လုပ်ပဲစားတယ်ခொနအိမ်မဲဆုံးခံနဲ့ခொနလုတ်ပဲစားတယ်အဲ့ဒါအထာကိလမထလွဲတဲ့အကျင့်กว่าလို့ဖရာသိချာဆိုထားပြီးသားဒါကိုခုကိကစတန့်ထွင်လိုက်ရင်အဟုတ်ထင်ရှင်းလားဒါကိုခင်ဗျားတို့ပုဂ္ဂိုလ်ဒူးရှားမလားလောကမှာပုဂ္ဂိုလ်ဒူးဆိုတာတရားအထူးလဲထူးအောင်လုပ်ဟောရင်မှားပြီရှင်းလားသဘောပေါက်သလားတို့တရားစစ်တရားမှန်နဲ့ပတ်သက်လို့အထူးပြောစရာမရှိဘူးမကောင်းတာမလုပ်နဲ့ကောင်းတာလုပ်ဆိုတော့မကောင်းတာမလုပ်နဲ့ဆိုတာအာကုသိုလ်ဖြစ်မဲ့အလုပ်မျိုးမလုပ်နဲ့ကုသိုလ်ဖြစ်မဲ့အလုပ်ကိုလုပ်ပါစိတ်ကိုဖြူစင်အောင်ဆိုတာလောဘဒေါသမောဟနေအောင်နေရမယ်ဒါတရားပဲဒီတဲ့ဟောစရာမရှိဘူးဒီတဲ့များပြောခြင်းသေးခန္ဓာဘယ်နှပါမြဲသလားမမြဲဘူးလားခန္ဓာမှန်ရင်ပါသစ္စာပလင်ဘွားနေတောင်ဟော်မြောက်ဩသာဩနေတာအရိယာတွေလားမသိဘူးအပြည့်ရှိရင်ခွင့်လို့နော်ဟောသူတို့မေးလိုက်ခန္ဓာ၅ပါးတော့တောင်းကိုပြေးလို့အမလေးဟောစရာဒါပဲရှိတယ်
နော်ခန္ဓာ၅ပါးအနိစ္စဒုက္ခအနတ္တသွားနိဗ္ဗာန်ပြီးပြီအားလုံးကြပြီးတော့ဘောပေါက်လားတရားအဆန်းမရှိဘူးဆန်းအောင်လုပ်ရင်မှားပြီကျင်သလားအဲ့ဒါခမည်းတော်ကလောကီဘုံသားတွေဆိုတော့ထူးရင်ကြိုက်တယ်ဆန်းရင်ကြိုက်တယ်အထူးကြိုက်ရင်အယူအမိုက်ရှင်းသလားအဆန်းကြိုက်ရင်တော့ဒေအိုးသာလိုက်တော့သဘောပါသလားရှင်းရောရှင်းရလားဒါမို့ဒီဆောစားတော့မယ်ဆိုဆင်ញင်အောင်တဲ့အာဟုကိုဖြစ်မဲ့ဆုံးစုံကုသိုလ်ဖြစ်အောင်စားဒါမို့လို့အားလုံးသိသိဦးဇင်းတို့ဟိုကတာသွားတော့ကလေးလေးတယောက်ကိုလူကတော့သူငယ်တန်းရှိသေးတာပါပဲဒါပေမဲ့အချင်းကလေးသူ့ကိုဒူဝါလဖေးလို့ဦးဇင်းတို့ကချစ်စနိုးခေါ်ကြတယ်အဲ့တော့အဲ့ဒီပုဂ္ဂိုလ်လေးကသူ့မုံလေးတစ်ခုကျွေးလိုက်တယ်ဘုန်းကြီးတွေကမုံကျွေးတယ်သူ့မုံလေးရတာနဲ့ဆူတောင်းပြီးတော့ဘုရားသခင်ကျေးဇူးတော်ကြောင့်စားတယ်အဲ့တော့ဒီဘက်ကဘုန်းကြီးယဟန်တွေကဇွန်စားဆိုဘဆိုတခါတည်းကောက်ထိုင်နေပြီးတော့အာရပါရလွေးလိုက်ကြတော့ဒူဝါလဖေဘာပြောလဲဆိုတော့ဟာပါမကျေးဇူးမသိတတ်ဘူးတဲ့ဆူလဲမတောင်းပဲစားနေကြတာရှက်လိုက်တာရှင်းသလားအဲတော့မှကသမင်းစားတော့မယ်ဆိုစားတယ်ဆိုခိုးကပ်ပြီးပြစ်တောက်နဲ့ထိုင်စားနေတာပဲကုသိုလ်ဖြစ်မှအကုသိုလ်ဖြစ်မှမသိဘူးဆိုကြတဲ့ဒီပုဂ္ဂိုလ်တွေသမင်းစားရတာမြတ်သလားရှုံးသလားသမင်းတစ်လုံးစားတိုင်းသိမဲ့ပဲကိုအဲ့တော့ဘာနဲ့ကပ်သွားတော့ရှင်းသလားဒါဖြင့်ခင်ဗျားတို့စားနေတဲ့သမင်းကဓာန်ပေါက်သမင်းလည်းမဟုတ်ဘူးနတ်သုတ်တာလည်းမဟုတ်ဘူးဒါတချို့ကကြီးတယ်လို့ကမသေးသမင်းမသေးဟင်းမဟုတ်ပါဒေအိုးသမင်းနောက်ဆိုဒေအိုးသမင်းဆိုင်တောင်ဖွင့်အောင်ရှင်းသလားသဘောပေါက်သလားအဲ့တော့စားတော့မယ်ဆိုရင်ငါတို့ကုသိုလ်ရေးတွေကြိုးစားနိုင်ဖို့စားတယ်ဟုတ်ပြီနော်အာကုသိုလ်အလုပ်တွေကိုစွန့်ခွာနိုင်ဖို့စားတယ်သာသနာအလုပ်ကိုအားထုတ်နိုင်ဖို့စားတယ်ဒါမို့လို့ဤသည်စားပွဲအမွဲမဲကိုဆိုယဟန်နေဆင်ကျင်တာကကိုရင်နေဆင်ကျင်တာကတချို့ရှိသေးတယ်ချို့เจ้าသားကြီးတွေသွားဆွမ်းစားတဲ့အခါကျတော့ဦးဇင်းတို့အဖွဲ့ရတော့ကိုနောက်ကပါလာလဲတဝါနဝါနဲ့ဖြစ်သလိုကြည်ခိုင်းနေရတာဟုတ်သူတို့ခင်ဗျာသင်္ကန်းတော်မယုံတတ်လို့တို့ဘယ်ဆွမ်းစားမှမလိုက်ဘူးပြောထားတယ်သူတို့ဆင်းရဲမှဆိုလို့နော်အဲ့တော့နောက်ကတပည့်တွေနဲ့အစဉ်ပြေသလိုလုပ်ရတာဆိုတော့ဆွမ်းစားတိုင်းမှာပြည့်စွဲကနာဆင်ခြင်ပြီးမှစားရအောင်ဟေးဒါလေးတော့တို့ကုသိုလ်လုပ်ကြအောင်ဆိုတို့မှဖတ်မောနေတာပဲချိန်သိမယ်လည်းမသိဘူးလမ်းပေါ်သွားနေရတာဆိုတော့ဆိုပြီးတော့ဒါလေးလှုပ်ထားတော့ဆွမ်းလေးဆင်ခြင်ပြီးမှစားအဲ့ဒါကြောင့်ဘုန်းကြီးတွေကသိမကျေနပ်ဘူးငါတို့ကတစ်သက်လုံးစာဆင်ခြင်ပြီးသားတဲ့ကိုရင်ဘွားကလေးဆင်ခြင်ထားတာအခုမလိုတော့ဘူးဟမ်ဒီလိုလှုပ်သေးတာအငေါ်တူးတဲ့နေရာတွေရှိသေးတယ်မှန်ပါဗျာတပည့်တော်တို့ကလည်းအခုမှကိုရင်လေးတွေရှိကြသေးတော့စားရတယ်ဆင်ခြင်ရတယ်ဗျာနော်ဟုတ်လားဘာလို့ဆိုမဆင်ခြင်ပဲစားကိုမစားရဲလို့ပါရှင်းသလားဘာလို့ဆိုဒေအိုးထမင်းဖြစ်သွားမှာဆိုလို့ဘာလဲကျေနပ်သလားယဟန်တော်ရဲ့ဝိနည်းမှာဝါကြီးလို့မကျင့်ရတော့ဘူးဆိုတဲ့ဝိနည်းဒါမို့လို့သိက္ခာဝါကြီးလာလေလေတေအိုးကြီးလာလေပဲနော်ဝါကြီးလာလေအပြစ်များလာလေယဟန်ဘဝမှာဂရေ9000ကျော်ဘယ်လုံးမှလွတ်အောင်နေဖို့မလွယ်ဘူးအဲ့ဒီထဲကနေမှတတ်နိုင်တယ်မြကိုယ့်ဘက်ပါအောင်ကဲ့ယူနေရတဲ့ထဲကမှပေါ်သာနေလိုက်လို့ကတော့ဝါကြီးလာလေလေဒါလည်းသံဃာများသတိထားဖို့ကောင်းတယ်ပေါ့နော်ပြောရပါဦးပြောပြီးပါဗျာအဲ့ဒါဆိုလည်းပြီးရောပေါ့မတတ်နိုင်ဘူးဟမ်သဘောပါသလားဗီဇကညံ့တယ်မပြောရဘူးပြောစရာရှိမပြောရဲလှုပ်စရာရှိမလှုပ်ရဲပြင်းစရာရှိမပြင်းရဲဗီဇကိုကညံ့တာဒီတိုင်းပဲနေကြတော့ပါဘာလို့မလဲရှင်းတယ်နော်ဒါဖြင့်ဒီဆုံးကိုစားလို့ကုသိုလ်တရားတိုးပွားမယ်အကုသိုလ်ဆုံးယုံမယ်ဆိုရင်အဲ့ဒီဆုံးမျိုးစားပြအောင်စား
ရှင်းသလားဒါဖြင့်ထမင်းစားမယ်ဆိုလဲဆင်ကျင်ဖို့သိမသိကဲဒါဖြင့်ဘယ်လိုထမင်းမျိုးမိဝဲမလဲဒါကြောင့်မို့လို့ထမင်းစားနေရဲ့နဲ့အာကုသိုလ်ဖြစ်စေလောဘဒေါသမောဟမဖြစ်စေနဲ့လောဘကင်းအောင်ဒေါသကင်းအောင်မောဟကင်းအောင်စားနိုင်မှမိလွတ်ရှင်းသလားတချို့ကမိလွတ်ဆိုတည်သီးတွေကြီးစားပြီးတော့မှကိုမကြိုက်တဲ့အသီးတွေကြီးစားနေရတယ်ဘိုက်မပြည့်တဲ့အသီးတွေကြီးစားနေရတော့ပြစ်တော့နဲ့တစ်ခါလာလဲဒီသီးတွေတစ်ခါလာလဲဒီသီးတွေဒါတွေကြီးပဲဘယ်လိုလုပ်မှလဲတဲ့မိတွေလောင်းနေသူမိလွတ်ရလားဘာလို့ဆိုတော့အသီးတွေကရင်ဒေါသတွေဖြစ်နေရှင်းနော်သဘောပေါက်သလားကောင်းပြီနောက်တစ်ခုကသင်္ကန်းဆိုတာအဝတ်အချုံအယုံပေါ့နော်ယဟန်နေပြောတော့ပါလေသင်္ကန်းငါရှင်တို့မင်းတို့ဒီသင်္ကန်းကိုမိဝဲတော့မယ်ဆိုရင်အာကုသိုလ်ဖြစ်မဲ့သင်္ကန်းကုသိုလ်ဆုပ်ယုံမဲ့သင်္ကန်းမျိုးဆိုရင်မမိဝဲနဲ့ကွာကျင်သလားဒါတော့ဘသူကလူထားတာငါခင်တဲ့လူကလူထားတာငါအမျိုးကလူထားတာဒီသင်္ကန်းကလေးကသတိရိုက်ဖယ်လေးမို့လို့သုံးလုံးလေးမို့လို့ဟမ်မရှိဘူးလားအဲ့တော့သင်္ကန်းလေးကအကောင်းလေးမှငါတို့ကယုံကျင်တာဒါမျိုးမှကောင်းတာဆိုရင်ဂိုင်လိုက်လို့ကတော့ကုသိုလ်လားအကုသိုလ်လားအဲ့ဒီသင်္ကန်းမျိုးမသုံးနဲ့တဲ့ကျင်သလားရှင်းရောရှင်းရလားဒါဖြင့်အာကုသိုလ်ဖြစ်မဲ့သင်္ကန်းကုသိုလ်ဆိုးရုံမဲ့သင်္ကန်းဆိုရင်မသုံးပါနဲ့ကျင်တယ်နော်သင်္ကန်းပြီးတော့ကြောင်းဒီကြောင်းကိုနေတော့မယ်မိဝဲတော့မယ်သုံးဆောင်တော့မယ်ဆိုရင်ကြောင်းအတွက်ဆိုရင်လည်းဘုရားကပြောပြီးသားသင်္ကန်းအတွက်ပြောပြီးသားသင်္ကန်းဆိုရင်လည်းမဲ့ချင်ရင်မွေကင်းတန်းအန္တရာယ်ကလုံခြုံမှုမို့နဲ့ဟီရိကုံအရှက်ကိုဖုံးယုံသုံးဆောင်တာလှဖို့ပဖို့ဟုတ်သလားရှိတယ်ဦးဇင်းတို့သင်္ကန်းဝတ်ခါစားကဟိုယဟန်ချောလေးတစ်ပါးရှိတာဟုတ်အဲ့တော့သူဝတ်တဲ့သင်္ကန်းကနီညိုရောင်ရွှင်ကလေးအဲ့တော့ကျန်တဲ့ဦးဇင်းတွေဘာယောဂထနေလဲဆိုတော့နီညိုရွှင်လေးမှာသူများလာတိုင်းလာမယ်ဖြစ်တယ်သဘောပါလားအဲ့ဒါကြည့်ပြီးတော့ကိုနားမလဲဘူးဟေ့ဘာလို့သင်္ကန်းပဲမဟုတ်လားနီညိုရွှင်ကဘာပြောတာလဲဘုံကိုဝတ်တဲ့သင်္ကန်းကြည့်သူကအသားကဖြူရုပ်ကချောဆိုတော့ဒီဖြူလေးနဲ့ဒီသင်္ကန်းလေးနဲ့ဆိုအရန်လှအဲ့သူလှတိုင်းလှမယ်ထင်တော့ဟိုအသမဲကြီးကလည်းနီညိုရွှင်ဟိုဝါတုတ်ပြဲကလည်းနီညိုရွှင်ရှင်းသလားသူများဝါလေးနဲ့လှရင်အဲ့တော့သင်္ကန်းလှဖို့ဝတ်တာလားအရှက်လုံယုံဖုံးတာလားအေးအဲ့ဒါဘုရားကဒါဆင်ကျင်ပြီးမှယုံလို့ပြောထားတာအဲ့ဒါကိုဟိုဟာလေးမှဒါလေးမှဆိုရင်သင်္ကန်းအကြောင်းဘာဖြစ်နေပြီလဲရှင်းသလားအခုလဲသူတော်ကောင်းတို့အဝတ်စားဝတ်တဲ့နေရာအဲ့ဒါဂယုဆိုင်နော်ဒီအဝတ်စားတွေကဘာလို့ဖို့ဖုံးထားတာဟုတ်ကဲ့လားခေတ်ပြောင်းသွားပြီတဲ့ခုခေတ်ကတော့အရှက်ဖော်ဖို့ဝတ်တာတဲ့ဟုတ်သလားတကယ်လုံအောင်ဖုံးဖို့ဝတ်တာအခုကမပေါ်အောင်ဘယ်လိုလုပ်ကြအဲ့ဒါခက်မိလာလားသိချာမှတ်တာနော်တချို့က modelize ဖြစ်အောင် model ဖြစ်အောင်ခက်မိအောင်ပေါ့ခက်မိအောင်ဆိုပြီးတော့မလုံတလို့မပေါ့တော့ပေါ့အစုပ်အပြဲတွေနော်ကောင်းတာလည်းတကူမပါဘူးကြည့်ရတယ်နော်အပြဲအပေါက်တို့လို့တန်းလန်းနေနော်ဝတ်ကြတဲ့ပုံကိုယ်တွေတခုပြောခြင်းရင်ကျေးပြီးတော့အဆင့်တန်းမြင့်လာတဲ့စီကိုတဖြည်းဖြည်းချီတက်လာတော့လုံခြုံရင်ကျေးတိမ်မွေ့ဆိုတာအဆင့်မြင့်တယ်ရှေ့တန်းရောက်တာဟိုးအဲ့ဒီလိုဖယိုဖယဲဆိုတာကြောက်ခစ်ကတွေ့ရဆွဲပတ်ရတဲ့ခစ်ကနော်ဝုတ်ခေရတာဟိုတချမ်းပေါ်ဒီတချမ်းကွဲနော်ရှိတာနဲ့ဆိုတော့မချုပ်တာမလုတ်တာသေးခင်ကရှိတာဆွဲဖုံးခဲ့ရတဲ့ကြောက်ခစ်လူသားဒါပြင်ဒီပုဂ္ဂိုလ်တွေ modelize ခစ်မိသွားတာလားကြောက်ခစ်ပြန်ရောက်သွားတာဒါပြင်ခစ်ရှိရောက်နေတာလားခစ်နောက်ပြန်ရောက်သွားတာကျင်နာသလားတို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့ဗုဒ္ဓအဆုံးအမဟာ
ဒီနေ့ကဘာပေါ်မှာရှိတဲ့ဝါဒကြီးတွေရဲ့ရှေ့ဆုံးကရောက်နေတာအမြဲခင့်မိပြီးသားအမြဲတမ်းနံပါတ်1ကပြေးနေတာကိုသူတို့ကခင့်မိအောင်ဆိုကြတဲ့ကတို့ကအမှန်ခင့်ရှိကရောက်ပြီးသားနော်လုံလုံခြုံခြုံစနစ်တကျရင်ရင်ကြေးကြေးနဲ့ခင့်ရှိကိုရောက်ထားပြီးသားကိုကနောက်ပြန်ပြေးတာအဲ့ဒါကိုခင့်မိအောင်လုပ်နေကြတယ်ရှင်းသလားဟိုမလုံးမချုံခင့်ဆိုတာခင့်ရှိရောက်လာလားနောက်ပြန်ပြေးတာလားအဲ့တော့မင်းတို့ကမိအောင်လိုက်ချင်နေတာကိုတကယ်ကတို့ကဘယ်မှာတော့ရှေ့မှာအနောက်ကဘာကတို့ရှေ့ကိုမိအောင်လိုက်ရမှာအရက်ကတို့ရဲ့နင်တို့ကဘယ်ပြန်ပြေးတော့သွားကြအဲ့တော့မြန်မာလူငယ်တွေလည်းပြောကြပါတယ်နော်ခစ်မိအောင်ဆိုတာမင်းတို့ဘယ်ပြန်ပြေးနေတာအနောက်ပြန်ပြေးနေတာကိုကငကိုအရှိမရောက်ပြီးသားဘယ်မှမျက်စိမလဲကြပါနဲ့ရှင်းသလားသဘောပေါက်သလားနိုင်ငံတကာကလူမျိုးပေါင်းစုံကတို့မြန်မာလူမျိုးတို့ရဲ့ယဉ်ကျေးပုံလူညံ့ပုံပိန်မွေ့ပုံစိတ်ကန်းရှိပုံတွေကိုအတူယူနေရမယ်အချိန်မှာကိုကခက်မိအောင်ဆိုမျက်စိလဲပြီးနောက်ပြန်ပြေးကြတဲ့အတွက်ရှေ့ရနေရမယ့်လူတွေဘယ်ရောက်ကုန်အဲ့တော့အကုန်အနောက်ကြည့်ပြေးကုန်ရှိတော့ပါသဘောပါသလားတို့လည်းဆက်ပြေးကြမလားဘာလို့ရှေ့ကနေမဂုံယူရမယ်အချိန်အမတန်စိတ်ကရှိတဲ့လူမျိုးအမတန်ယဉ်ကျေးတဲ့လူမျိုးအမတန်ပိန်မွေ့တဲ့လူမျိုးဒီလိုဖြစ်သူများအရှက်မရှိလို့ကိုလျှောက်လို့ဒါဟာခက်မိသွားတာလားခက်စီးဆုပ်ယုပ်သွားတာဒါပြန်အားလုံးသိတယ်မသိတယ်အေးမိအောင်လိုက်မနေနဲ့တို့ကရှေ့ကရောက်ပြီးသားလို့မှတ်ထားကျင်သလားယဉ်ကျေးတဲ့ကဘာမှာတို့ထက်စောတာမရှိဘူးသဘောပေါက်သလားရှင်းရောရှင်းသလားကောင်းပြီဒါကြောင့်မလို့ဝတ်တာစားတာသတိထားကြသမှာအကုသိုလ်ဖြစ်မဲ့အဝတ်မျိုးဆိုအဲ့တော့ဝတ်တော့မယ်ဆိုကြတဲ့ကရင်ခင်ဗျားတို့ဟာကြည့်ကြအောင်ကိုယ်နဲ့အစဉ်ပြေတာဝတ်မှာလားသူများကြည့်လို့အစဉ်ပြေအောင်ဝတ်မှာဘဝစားဝတ်တိုင်းသတိရစမ်းမှာဟမ်သူများကြည့်ဖို့ဝတ်ရတာရှစ်เสียကောင်းသဘောပါလားဟမ်တဏှာလိမ့်တဲ့လူလိုပဲနော်ကိုယ့်ဟာကိုယ်အစဉ်ပြေအောင်လိမ့်တာမဟုတ်ဘူးဘယ်သူကြည့်ဖို့လိမ့်အနေဘာလို့တော့များကြုံခံကျင်နေကြတယ်လို့ရှင်းသလားကိုယ့်ရုပ်ကြည့်သူများထွက်ပြဖို့လေအနေရှင်းသလားသဘောပေါက်သလားဒါဖြင့်ဘို့လဲဆင်ကျင်ပြီးမှဟောနေတော့လဲကြောင်းဒီကြောင်းကိုမိတော့မယ်ဒီအိမ်ကိုနေတော့မယ်ဒီအဆောက်အအုံမှာမိကိုတော့မယ်ဆိုရင်အကုသိုလ်တိုးပွားပြီးကုသိုလ်ဆုံးယုံမဲ့နေရာမျိုးဆိုရင်မနေပါနဲ့ဘယ်သူမှခွင့်မပန်နဲ့မြန်မြန်ပြေးတယ်ရှင်းသလားသဘောပေါက်သလားဒါဖြင့်ဒီနေရာဌာနကိုမိဝဲစည်းကပ်တော့မယ်ဆိုရင်ကုသိုလ်တရားတိုးပွားရမယ်အကုသိုလ်တရားဆုံးယုံရမယ်အဲ့လိုအရက်မျိုးဆိုရင်အဲ့လိုအဆောက်အအုံမျိုးဆိုရင်ကျင်သလားစွမ်းသင်္ကန်းကြောင်းဒါကယဟန်ဝဟရနဲ့ပြောတာခင်ဗျားတို့ကြတော့သမင်းစားလဲဆင်ကျင်ပြီးမှစားအဝတ်စားလဲလဲအေးကိုအိမ်ကိုရာဝင်ရင်လဲရှင်းသလားမနဲ့အိယာထားပြီဆိုကြတဲ့အိမ်မှာနော်ပြစ်တောက်လုံးနေပုတ်ရှိတဲ့ပုဂ္ဂိုလ်တွေရှိတယ်အိယာထားပြီဆိုကြတဲ့ပြစ်တောက်ဟောပြီးတော့မထသေးတဲ့လူတွေဂျိုးလို့အလုံးလို့ဂျိုးလို့ဟွာတွေပြစ်ချဒါတွေပြစ်ချဒီလိုလူတွေမရှိဘူးလားအဲ့ဒါကုသိုလ်တိုးပွားတဲ့နေရာလားအကုသိုလ်တိုးပွားတဲ့နေရာလားပြေးမြန်သာပြေးမနေနဲ့သဘောပါသလားမနဲ့လင်းလာဘုရားသံတရားသံတွေနဲ့မေတ္တာလေးပို့လို့အေးချမ်းဒီလိုအိမ်မျိုးဖြစ်အောင်ကြိုးစားကြပြေးဆိုတော့လည်းနေကြမရှိတော့ပါဘူးနော်အခုသွားရင်လာရင်နဲ့ကြည့်လိုက်တဲ့ဗမာတွေဟာအမိုက်ပုံပေါ်မှာပဲများတယ်ရှင်းလားရန်ကုန်သွားကြည့်တော့လေမြို့လေကောင်ရောက်တော့ကိုလူမျိုးမဟုတ်တာတွေမြင်အဲ့ဒါတွေကတိုက်ကြီးတာကြီးနဲ့အလဲကောင်ပဲဗမာလူပဲရောက်နေတဲ့လိုက်ကြတော့အမိုက်ပုံကြိုအမိုက်ပုံကြားရောက်
အဲ့တော့တို့အခုမန်းလေးကြည့်ပြန်တော့လေမြို့လေကောင်ဆုံးခံထွက်ရင်မရဘူးနော်ဟိုမြို့သစ်ကိုမိအောင်ပြေးကြအဲ့ဒါတနေ့မှစဉ်းစားကြည့်တယ်ဩဝါဆိုတာဟုတ်ပြီငါမနစ်ကတော့နာကင်းနဲ့တောင်ပြေးမြောက်ပြေးနဲ့ငါဝါကျိုးတယ်နော်ဒီဆုံးခံတဲ့ကိုတော်ကြီးတွေမနေ့အာယုံမတက်ခင်ဆုံးခံထွက်ကြတာစဉ်းစားကြည့်ပြီဩမန်းကဝါဆိုတဲ့နေရာမှာအာယုံတက်ချိန်ရှိနေရဒီကိုတော်တွေနေတိုင်းဆုံးခံထွက်ရင်ဒီကိုတော်တွေဘယ်နှဝါဆိုတယ်အဲ့ဒါစဉ်းစားရှင်းလားသဘောပေါက်လားနားထောင်ဒါတို့မန္တလေးမှာဆုံးခံရတဲ့ဒုက္ခကိုသိထားလို့နော်မနေ့အာယုံမတက်ခင်ကသွားတန်းစီနေရတာဟိုဘုံစွန်းလောင်းဆိုရင်လေအဲ့တော့အာယုံမတက်ခင်ကဆိုရင်ကျောင်းထဲကအာယုံမတက်ခင်သူထွက်လာဟမ်အာယုံတက်တဲ့အချိန်မှာကျောင်းထဲမှာရှိကိုရှိနေရမယ်ကိုကြီးရသဘောပါသလားအဲ့တော့မှဒီဒုက္ခတွေဩဒုက္ခပြဿနာပဲနော်အကြောင်းအကျိုးကိုမသိကြရင်လောကကံရတာအကုန်ပြဿနာတက်ရှင်းသလားသဘောပေါက်သလားဒါမို့လို့နေတိုင်းရေးသွားရေးလာရေးခုခင်ဗျားတို့ကျိုးတို့အားလုံးဆင်ခြင်ကြဖို့မလိုဘူးလားစားလဲဆင်ခြင်ပြီးမှစားဝတ်လဲနေစရာအိမ်လဲမင်္ဂလာရှိသောအိမ်ဖြစ်အောင်လုပ်ရမင်္ဂလာရှိတဲ့အဆောက်အုံဖြစ်ရမင်္ဂလာရှိတဲ့ဆိုသူမင်္ဂလာရှိတယ်ပြောတာဘာလို့ကုသိုလ်တိုးပွားတဲ့အိမ်ပြောမနေ့ဆိုဘုရားသံတရားသံနှလုံးသွင်းမှန်မှန်ပြောဆိုကြလဲရင်ချင်းချင်းဖေးဖေးမေးမေးကိုမမဒီလိုတို့မန္တလေးကတော့ကြားနေဟဲ့နေကောင်မဟုတ်ကောင်နော်ယဉ်ကျေးတဲ့တို့မန္တလေးနားထောင်ရတာဆင်းကုန်ပြီဦးတချင်းတွေတော့ကြားဘူးတယ်အပြောချိုတဲ့မန္တလေးသူတဲ့တို့တော့မတွေ့ဘူးရှင်းသလားကောင်းပြီအဲ့တော့အိမ်နေစရာအိမ်ကိုလည်းကုသိုလ်တိုးပွားတဲ့အိမ်မှာနေပါကောင်းပြီနောက်ဆေးအဲ့တော့ဆေးမိဝဲတဲ့နေရာမှာလဲကုသိုလ်တိုးပွားမဲ့ဆေးဆိုရင်မိဝဲပါအာကုသိုလ်တိုးပွားမဲ့ဆေးဆိုရင်မမိဝဲပါနဲ့ဒါဆိုရင်နေထိုင်ရေးတော့အတော်တက်သွားပြီနောက်ဆုံးတစ်ချက်ပါနဲ့မြို့ရွာဇနဘုတ်ကိုရက်ကိုရွာကိုပြန်ကြည်စမ်းတယ်အာကုသိုလ်တိုးပွားတဲ့အရက်ဘေးမှာအရက်ဆိုင်နဲ့ဘီယာဆိုင်နဲ့ရှုပ်ချက်ခတ်နေမနေနဲ့ပြေတော့ဘယ်လောက်ရရောင်းတာထားခဲ့ရှင်းလားဘာလို့ဒီအရက်ကမနေအပ်တဲ့အာကုသိုလ်တိုးပွားနေတဲ့အရက်ကုသိုလ်ဆုပ်ယုပ်နေတဲ့အရက်ရှင်းသလားဒါဖြင့်တို့တရက်ကွက်ချင်းတန့်ရှင်းစင်ကြယ်အောင်ကြိုးစားဖို့တရက်ကွက်ချင်းကုသိုလ်တိုးပွားအောင်ကြိုးစားဖို့သဘောပေါက်သလားဒါဖြင့်အပေါ်ယံအပြောနဲ့လုပ်နေကြမှာလားလက်တွေ့အကောင်ထဲဖွာငါတို့ဘဝတွေတဖြည်းဖြည်းနှိမ့်ကျလာပြီငါတို့အရေးချင်းတွေတဖြည်းဖြည်းပျက်စီးလာပြီငါတို့လူမျိုးတွေတဖြည်းဖြည်းဆုတ်ယုတ်လာပြီဒီတိုင်းပဲနေကြမလားတိုးတက်အောင်ကြိုးစားမယ်အချက်ပဲတစ်ချက်6ချက်ပြေးလို့ရှင်သာရိပုတ္တရာကပြောပေမဲ့သူတို့ခေတ်ကပြေပေါ်တော့ပြေးလို့ဝယ်တို့ပြေးဖို့ဖြစ်တယ်အဲ့တော့ပြေးမလားကောင်းအောင်လုပ်အဲ့တော့ဥသာရိပုတ္တရာကြီးတော့တောင်းပန်ခဲ့တယ်ရှင်ဘုရားတရားလေးနည်းနည်းပြင်ဟောပါရစေဘာလို့ဆိုပြေးပါများတော့လေနေရာမရှိတော့ဘူးနော်မကောင်းတဲ့အရာမနေနဲ့ဆိုဘယ်အရာမှမနေနဲ့တရားမှမကောင်းဘူးဟောမပြောရဲပါဘူးဆိုသဘောပါလားရှင်းရောရှင်းလားဒါပြင်ပြေးရမှာလားကောင်းအောင်လုပ်ရမှာလားဒါလေးတော့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးလည်းတောင်းပန်ခဲ့ပါတယ်ရှင်ဗျာတပည့်တော်တို့ကပြေးเสียမြေမရှိတော့ဘူးဗျာတောက်เสียလဲကျင်းတယ်နော်သဘောပေါက်သလားဒါဖြင့်ဒီတိုင်းပဲနေကြမလားဒီအင်္ဂါတွေနဲ့ပြည့်စုံအောင်ကြိုးစားမလားအဲ့တော့ပုဂ္ဂိုလ်ပေါင်းမယ်ဆိုလဲဆင်ကျင်ပြီးမှပေါင်းသမင်းစားမယ်ဆိုလဲဟုတ်ပြီဝတ်စားဝတ်မယ်ဆိုရင်လဲအိမ်ထဲဝင်တော့ထွက်တော့မယ်ဆိုရင်လဲဆေးမီဝဲတော့မယ်ဆိုရင်လဲဟုတ်ပြီနေစရာမြို့ရွာအရက်ကိုပြုပြင်တော့မယ်ဆိုရင်လဲကျင်တတ်သလားတိုက်ပေါ်တိုင်းကောင်းတယ်မထင်နဲ့
ဒါဖြင့်ငါတို့ကကုသိုလ်ဖြစ်တဲ့အရာမှာနေရမယ်အာကုသိုလ်ဖြစ်တဲ့အရာမျိုးကိုကျင့်သလားသဘောပေါက်သလားဒါကြောင့်မို့လို့အာစိဏကံကုသိုလ်နေ့စဉ်နဲ့အမျှပြုနိုင်အောင်ကြိုးစားပြီးတော့ကောင်းမှုမှန်သမျှမဖြစ်အောင်မကောင်းမှုမှန်သမျှလုံးဝမလုပ်ဖြစ်အောင်ကြိုးစားဒီတိုင်းသာကြိုးစားသွားမယ်ဆိုသူတော်ကောင်းတို့လိုချင်တဲ့လွတ်မြောက်ခြင်းအေးချမ်းခြင်းချမ်းသာခြင်းဆိုတာရနိုင်မရနိုင်ယုံသလားကဲတင်ရှင်ကပေးမှာလားဘုရားသခင်ကပေးမှာလားတကောရှင်ကမမှာလားဘယ်သူကိုယ်တိုင်ပြင်ရမှာဘယ်သူမပြုဘယ်သူပေါ်မှာမူတည်လဲဒါဖြင့်အတ္တာဟိကဲဘယ်တော့ကောင်းပါလဲလို့မျှော်နေရမှာလားကောင်းအောင်ကြိုးစားရမှာဘယ်ရက်ွက်ကောင်းလဲလိုက်ရှာနေရမှာလားကိုယ့်ရက်ွက်ကိုကောင်းအောင်ကြိုးစားရမှာလားဘယ်အိမ်ကောင်းတာလဲလို့သူများအိမ်တွေလက်ညှိုးထိုးဝေဖန်နေရမှာလားကိုယ့်အိမ်ကိုမင်္ဂလာရှိအောင်ကြိုးစားမလားသဘောပေါက်သလားအားလုံးကျင့်တတ်တယ်နော်အဲ့တော့သူမင်္ဂလာဖောင်ဒေးရှင်းကြီးနဲ့အတူလက်တွဲပြီးတော့သာသနာအမျိုးကောင်းသားအမျိုးကောင်းသမီးတွေနဲ့သာသနာတော်ကြီးကိုတကယ်ဂုဏ်ယူဝင့်ကြွားစွာနဲ့ထူထောင်နိုင်အောင်ဒီနေ့ကစပြီးအားလုံးကြိုးစားကြစို့ရှင်းသလားဒီတိုင်းသာဆင်ခြင်ပြီးလှုပ်သွားမယ်ဆိုရင်ရနိုင်မရနိုင်ဖြစ်နိုင်မဖြစ်နိုင်အားလုံးသဘောပေါက်တယ်နော်ဒါဖြင့်ရမ်းလို့မလားဆင်ခြင်ပြီးလှုပ်ကြမယ်ကံကောင်းမှကံထက်မှအသိမဟုတ်ခင်ဘယ်သူကိုဘယ်သူကြည့်မယ်ဘယ်သူကိုဘယ်သူသုံးသပ်မလဲသုံးသပ်ခန္ဓာဘယ်နှပါးကိုပိုင်သလားမပိုင်တဲ့ခန္ဓာကိုယ်ကြီးအတွက်နဲ့အာကုသို့အဖြစ်ခံမလားတန်ရလားအားလုံးသိကြတယ်နော်ဒါဖြင့်ဒီတရားရှိကုသို့မဖြစ်အောင်ကြိုးစားမယ်ဆိုရင်လောဘဒေါသမောဟနင်းနိုင်သမျှရှင်းသလားကဲကြည့်ခန္ဓာဘယ်နှပါးမြဲသလားမမြဲဘူးလားဘယ်ချိန်ကြည့်ဖြစ်ပြီးတော့ဘာသစ္စာသိတဲ့ဉာဏ်ကပေတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကဲ